ကျွန်တော်ကိုအတိတဲကနေပယ်မတူတဲ့စီနီယာတွေတငယ်ချင်းတွေတော်တော်များများကလာမေးကြတယ်မတူညီတဲ့နေပယ်ကဆိုပေမဲ့တူညီတဲ့ဒီမေကွန်းတစ်ခုတည်းကိုပဲခဏလာမေးကြတာအဲ့ဒါဘာလဲဆိုတော့အခုကျွန်တော် connect creator လုပ်ချင်လို့ brother ကျွန်တော် connect creator လုပ်ချင်လို့တာကြီးငါ connect creator လုပ်ချင်လို့ဒါပေမဲ့ video မ edit တတ်ဘူးအဲ့တော့ဒီနေ့ဒီ video မှာ connect creator လုပ်ဖို့ video editing ကအရေးပါလားမပါလားဆိုတော့အဓိက3ချက်ထဲနဲ့တက်တည်ပြသွားပေးမယ် editing မလို့ပဲ natural editing နဲ့လုပ်လို့ရတဲ့ tips တွေလည်းပြောပြပေးမယ်ကျွန်တော်ဒီနေ့မှာ video ရိုက်ဖို့ stand တွေလည်းအများကြီးမသုံးထားဘူး editing တွေလည်းဘာမှကြီးကြီးမလုပ်တော့ဘူးပေါ့နော် by the way ဒီ video က video မ edit တတ်လို့ editing course တွေမပြီးသေးလို့ content creator မလုပ်ရသေးပါဘူးဆိုတဲ့သူတွေကိုရှိရတာပေါ့အဲ့ဒီကြောင့်မလို့ဒီ video တွေက professional တွေလည်းမဟုတ်ပါဘူးအခုမှစမယ် beginner တွေအတွက် stepping stone နေတယ်ပါပဲ okay let's go အဲ့တော့ခင်ဗျားတို့အခုကြည့်နေတဲ့ဖုန်းရှိတယ်မလားဖုန်းထောင်စရာတစ်ခုခုလည်းရှိတယ်မလားကျွန်တော်ဆိုရင်တစ်ခါတလေဒီဖန်ကွက်လေးနဲ့လည်းထောင်နေဟိုအပြင်မှာထွက်ပြီး vlog ရိုက်ရင်နေအောင်ရှိတယ်အခန်းထဲမှာရိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမီဒီရှိတယ်အခန်းမီရှိတယ်so ဒါဆက်လို့ရပြီပေါ့ editing က content creation မှာ 100% လုံးသုံးရတယ်ဒါပေမဲ့အဲ့ဒီ 100% လုံးကြောင့် content creator တွေ viral ဖြစ်တာမဟုတ်ဘူးအဲ့တော့ပထမဆုံးနဲ့အရေးကြီးဆုံးချက်ကိုကျွန်တော်ပြောပြမယ်ကျွန်တော်ဖုန်းလေးကိုဒီမှာထောင်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာပထမဆုံးအရေးကြီးဆုံးချက်ကတော့ plan နဲ့ဖြစ်ပါတယ်အကယ်၍ကျွန်တော်ဒါဒီ video ကို plan နဲ့မလုပ်ထားဘူးဆိုရင်ဘယ်လိုဖြစ်မလဲဆိုတော့ဒီ video ကျွန်တော်ဒီနေ့ပြောမယ့်ဟာကတော့လေတိလားကျွန်တော် editing က content creation မှာအဲ့လောက်ထိအရေးမကြီးဘူးနေပါဒါဘာဖြစ်တာလို့လဲ Instagram Reels တွေမှာ quick appearance ဆိုတဲ့ tutorial လေးရှာလိုက်ကလေးတွေလုပ်တယ်ဒီကောင်များတယ်အဲ့တော့ဒုတိယတစ်ချက်ဖြစ်တဲ့ natural transition ဆိုတာကကျွန်တော်တို့ဒီ editing tools တိုင်းမှာပါတယ်ဒါပေမဲ့မသုံးတတ်ဘူးဆိုရင်တော့ဒီအောင်သုံးဘာလဲဆိုတော့လွယ်တယ်မြန်တယ်ပြီးတော့ကျွန်တော်တို့ transition က white flash ကိုသုံးမယ်စားဒီလိုနေအောင်ကြောင့် flash ဖြစ်သွားတာပုံမမိုက်ဘူးလား okay နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ color နဲ့ music ပဲဖြစ်ပါတယ် color နဲ့ background music က visual အနေနဲ့မရှိမဖြစ်တဲ့လိုပဲသူတို့မှားသွားရင်လည်း quiet တက်မှာပါအဲ့တော့ကျွန်တော်တခုပြချင်တာအနေနဲ့ channel မှာလမ်းစဉ်လျှောက်ပြပါမယ်ကျွန်တော်နည်းနည်းအောက်မှာခုစီရတနေရပြီးတော့ဒီ unit နဲ့နည်းနည်းလေးမအောင်ထောင်းလိုက်မယ် okay အဲ့တော့ကျွန်တော် channel မှာလမ်းစဉ်လျှောက်ပြပါမယ်အဲ့တော့မြင်တဲ့အတိုင်းပါပဲ color နဲ့ background music ကိုမူတည်ပြီးတော့ theme နဲ့ vibe ကအများကြီးကွဲသွားတယ်ပေါ့နော်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့စလို့ရပါပြီ AI တော့မှ pro တစ်ချောင်းနဲ့ content creator ဖြစ်နိုင်သေးတာဗျာကျွန်တော်တို့ကအုံနောက်ကြီးတစ်ခုလုံးရှိနေရပဲဘာလို့မစရရမှာလဲဟုတ်တယ်မလားအဲ့တော့ကျွန်တော်ဆရာကြီးလည်းမဟုတ်ပါဘူးတပည့်လေးပါပဲအခုတော့မှ script ကိုကြည့်ပြီးပြောနေရတာပါဒါပေမဲ့ကျွန်တော်မေးသမျှမေးခွန်းတိုင်းကိုမဆီနဲ့မပြန်ချင်တော့ဘူးအဲ့တော့ကျွန်တော်တို့ပဲ editor ချင်းဘဝတူတဲ့ brother တွေတော့လည်းဘယ် editing tools တွေကကောင်းလဲဘယ် editing course တွေကကောင်းလဲဆိုတာတွေကိုမဖြေချင်တော့ရင်ဒီ video လေးပဲပြလိုက်ပါဒါပဲကျေးဇူးတင်ပါတယ် so this is Hayes see you in the next video